ပြင်းထန်လာတဲ့မုန်တိုင်းကြီးတစ်ခုတိုက်ခတ်နေချိန်မှာကောင်းကင်ဘော်ကနေကွန်တိန်နာတစ်တာကြီးတစ်ခုကျွန်းတစ်ကျွန်းပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်။နောက်နေ့မနက်လင်းတော့ဖျက်မိသားစုလေးဟာအဲ့ဒီထူးဆန်းတဲ့အရာကြီးကိုသွားစစ်ဆေးကြည့်ရကနေအထဲမှာဆက်ရုပ်တစ်ရုပ်ကိုတွေ့သွားခဲ့ပါတော့တယ်။အဲ့ဒီဆက်ရုပ်ဟာသူ့လိုအသက်ဝင်လာပြီးသူ့ကိုယ်သူ Ross လို့မိတ်ဆက်လိုက်ပါတယ်။သူ့ရဲ့ program ကလူသားတွေကိုလုပ်ငန်းဆောင်တာအသီးသီးမှာကူညီပေးဖို့ဖြစ်ပေမဲ့ဒီကျွန်းပေါ်မှာတော့လူသူအရေးအယောင်ဆိုလို့တယောက်မှမရှိနေပါဘူး။ရုတ်တရက်ဆိုသလိုအေယာမလှိုင်းလုံးကြီးတစ်ခုကျွန်းစီကိုရိုက်ခတ်လာတဲ့အတွက် Ross တယောက်တောင်ပေါ်ကတစ်တော်ထဲကိုထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီမှာသူမကတရိတ်ဆန်မျိုးစုံနဲ့တွေ့ဆုံခဲ့ပြီးသူတို့ကိုကူညီပေးဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုကူညီနေရင်းနဲ့သူမရဲ့ကင်မရာကနေအရာအလုံးကိုမှတ်တမ်းတင်နေခဲ့ပါတယ်။ဒါပေမဲ့တရိတ်ဆန်လေးတွေကတော့သူမကိုဘလူးကြီးလို့ထင်မှတ်ပြီးအကူအညီကိုညှင်းပယ်ခဲ့ကြပါတယ်။ဒါကြောင့် Ross ဟာတောအုပ်ထဲကဘဝတွေအကြောင်းပိုနားလည်နိုင်ဖို့တင်ယူမှုပုံစံကိုပြောင်းလဲလိုက်ပါတော့တယ်။နေ့ရက်တော်တော်များများတင်ယူပြီးတဲ့နောက်မှာတော့သူမဟာတရိတ်ဆန်တွေနဲ့ဆက်သွယ်ပြောဆိုနိုင်သွားပြီးသူတို့အတွက်အသုံးဝင်တဲ့သူတစ်ယောက်ဖြစ်လာပါမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာသမင်ကြီးတစ်ကောင်က Ross ကိုရုတ်တရက်ခတ်ချလိုက်တာကြောင့်ဝေးကိုလွင့်ဆင်သွားခဲ့ပါတယ်။ဆက်ရုပ်ဖြစ်တဲ့အတွက်ခန္ဓာရည်ရှိလာပြီးမကြခင်မှာပဲပြန်လည်နာလန်ထူလာနိုင်ခဲ့ပါတယ်။ဒီလိုထူးဆန်းတဲ့အဖြစ်အပျက်ကြောင့်တရိတ်ဆန်တွေကပိုပြီးကြောက်လန့်သွားကြကထွက်ပြေးကုန်ကြပါတော့တယ်။ Ross တယောက်သူမဒီမှာဘာမှအသုံးဝင်မှာမဟုတ်ဘူးဆိုတာကိုနားလည်သွားခဲ့ပါတယ်။ဒါနဲ့ပဲသူမဟာတောင်ထိပ်ကိုတက်ပြီးဆက်ရုံကိုပြန်ဖို့အချက်ပြခေါ်ဆိုမှုကိုလှုပ်ဆောင်လိုက်ပါတယ်။ဒါပေမဲ့အချက်မပြနိုင်ခင်မှာပဲမိုးချိုးပစ်ခံလိုက်ရပြီးတောအုပ်ထဲကိုပြန်လည်ပြုတ်ကျသွားခဲ့ပါတယ်။နာရီတော်ကြာပြီးနောက်စနစ်တွေပြန်လည်ပွင့်လာချိန်မှာတော့ Ross တယောက်ရက်ကွန်းအကောင်ပေါင်းများစွာရဲ့ဖြုတ်တက်ဖျက်ဆီးခြင်းကိုခံနေရတာကိုသတိထားမိလိုက်ပါတယ်။ချက်ချင်းပဲသူမရဲ့ကာကွယ်ရေးစနစ်ကိုတုံးပြီးသူတို့ကိုမောင်းထုတ်လိုက်ကအချက်ပြခေါ်ဆိုမှုကိုပြန်လုပ်ဖို့ကြိုးစားပေမဲ့သူမရဲ့အင်တင်နာကိုရက်ကွန်းတစ်ကောင်ကခိုးယူသွားခဲ့ပါတယ်။သူမလည်းရက်ကွန်းနောက်ကိုဂူတစ်ခုတည်းထိလိုက်သွားပြီးအင်တင်နာကိုပြန်ယူနိုင်ခဲ့ပေမဲ့အေယာမတောဝက်ဝင်ကြီးတစ်ကောင်နဲ့ထိတ်တိုက်တိုးပါတော့တယ်။ဒီတစ်ခါလဲ Ross တယောက်ထွက်ပြေးရပြန်ပြီးကန်ဆိုးကျင်တော့တောင်ကမ်းပါးရံကနေပြုတ်ကျသွားခဲ့ပါတယ်။ကန်ကောင်းထောက်မစွာနဲ့ပဲမိခင်ငန်းမကြီးနဲ့ငန်းပေါက်လေးတွေနေထိုင်ရာကြောက်စွန်းလေးပေါ်ကိုကျသွားခဲ့ပါတယ်။ကန်ဆိုးတာကတော့ဆက်ရုပ်ကြီးပြုတ်ကျလာတဲ့အချိန်ကြောင့်ငန်းတွေအလုံးပြိမိပြီးတိတ်ဆုံးသွားခဲ့ရပြီးအသက်ရှင်တန်နေတဲ့လက္ခဏာပြနေတဲ့ငန်းဦးလေးတစ်လုံးသာကျန်ရစ်ခဲ့ပါတော့တယ်။ဒါကြောင့် Ross ကဒီဦးလေးကိုစောင့်ရှောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့မြေခွေးတစ်ကောင်ရောက်လာပြီးသူမလက်ထဲကနေငန်းဦးကိုလူယူသွားခဲ့ပြန်ပါတယ်။ဆက်ရုပ်ကြီးလည်းမြေခွေးနောက်ကိုလိုက်ဖမ်းရင်းရေတကုံအနီးကလဲကျနေတဲ့တစ်ပင်စီပေါ်ကိုရောက်သွားကြပါတယ်။ပြေးစရာလမ်းမရှိတော့တဲ့မြေခွေးကငန်းဦးကိုပြန်ပေးမလို့ဟန်ဆောင်ပြီးမျိုးချလိုက်ပါတော့တယ်။ Ross ကသူမရဲ့ဆက်ရုပ်လက်တံနဲ့မြေခွေးကိုညှစ်ပြီးဥကိုပြန်အန်ထုတ်စေခဲ့ပါတယ်။မြေခွေးကဥကိုအဝေးကိုလွှင့်ပစ်လိုက်ပြီးပြန်သွားယူဖို့ကြိုးစားပေမဲ့ဥလေးကဖြူကောင်တစ်ကောင်စီကိုလွင့်သွားပါတယ်။အခွင့်ကောင်းကိုယူပြီး Ross ကဥကိုပြန်လူယူကမြေခွေးကိုဖမ်းဆုပ်လိုက်ပြီးလွန်သွားတွေပါတဲ့လက်တံရံတရားကိုအသက်သွင်းလိုက်ပါတယ်။မြေခွေးကတော့သူ့အသက်ပါပြီလို့ထင်မှတ်သွားခဲ့တာပေါ့။ဒါပေမဲ့လက်တံတွေကနေစာကနာတစ်ချောင်းထွက်လာပြီးဆက်ရုပ်ကမြေခွေးကိုပေါ်ကစူးတွေကိုဖယ်ရှားပေးလိုက်ပါတယ်။မြေခွေးကဒါကိုသဘောမကျပေမဲ့ဆက်ရုပ်ကိုမရှင်နိုင်တဲ့အတွက်ဥကိုအရှုံးပေးပြီးတောထဲကိုထွက်ပြေးသွားပါတော့တယ်။အဲ့ဒီနောက်မှာတော့ဦးလေးကစတင်ပေါက်ဖွာလာပြီး Ross ကတခုခုမှားယွင်းနေပြီလို့ထင်လိုက်ပေမဲ့အထက်ကနေငန်းပေါက်လေးတစ်ကောင်ထွက်လာပြီးဆက်ရုပ်ကြီးကိုသူ့အမေလို့ထင်မှတ်သွားပါတော့တယ်။ငန်းလေးရဲ့ချစ်ချင်းမြတ်တာပြသမှုကြောင့် Ross စီမှာထူးခြားတဲ့တက်ရောက်မှုတွေဖြစ်ပေါ်လာပြီးသူမခန္ဓာကိုယ်တစ်ခုလုံးမီးအောင်တွေလင်းလက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းမကြခင်မှာပဲ Ross ဟာသူမရဲ့မူလ program စီကိုပြန်ရောက်သွားပြီးငန်းလေးကိုအန်ဒီရယ်ကနေကယ်တင်လိုက်တဲ့အတွက်တာဝန်တစ်ခုပြီးမြောက်သွားပြီလို့ယုံကြည်လိုက်ပါတယ်။ဒါနဲ့ပဲစက်ရုံကိုပြန်ဖို့အချက်ပြခေါ်ဆိုမှုကိုလှုပ်ဆောင်လိုက်ပေမဲ့အင်တင်နာလိုင်းရဖို့အတွက်ပုံမြင့်တဲ့နေရာတစ်ခုကိုရှာဖို့လိုအပ်နေပါတယ်။သူမလမ်းလျှောက်သွားတဲ့အခါငန်းပေါက်လေးကလည်းနေရာတိုင်းကိုနောက်ကနေတကောက်ကောက်လိုက်လာခဲ့ပါတယ်။ Ross ကအင်တင်နာကိုဖွင့်ဖို့ကြိုးစားတဲ့အခါမှာတော့ငန်းလေးကနှုတ်သီးနဲ့ပေါက်ပြီးဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဆက်ရုပ်ကြီးကမိခင်ဖြစ်သူနဲ့အတူရှိနေတဲ့ Opossum Possum သားမိတွေရဲ့အတန်ကိုကြားလိုက်ရပြီးငန်းလေးကိုသူတို့မိပေါ်တင်ပေးလိုက်ပါတယ်။ပင်ကေးလို့ခေါ်တဲ့ Opossum မိခင်ကြီးကဆက်ရုပ်ကိုကြောက်လန့်သွားပြီးသူ့သားသမီးတွေနဲ့အတူတေးချင်အောင်စောင့်နေပါတော့တယ်။ဒါပေမဲ့ Ross ကသူမနောက်ကိုတကောက်ကောက်လိုက်နေတဲ့ငန်းပေါက်လေးကိုဘာလို့ရမှန်းမသိတဲ့အတွက်အကူအညီတောင်းချင်အောင်တက်ပါ။ Opossum ကြီးကရှင်းပြတာကတော့သူတို့တွေမွေးလာတဲ့အခါပထမဆုံးတွေ့တဲ့သူကိုတွေ့တာတက်ကြပြီးဒါကြောင့်ပဲဆက်ရုပ်ကြီးကအခုသူတို့ရဲ့အမေဖြစ်သွားတာလို့ဆိုပါတယ်။ Ross ကရှုပ်ထွေးသွားပြီးဒီလိုတာဝန်မျိုးအတွက်သူမကို program ရေးဆွဲထားတာမဟုတ်ဘူးလို့ပြောပေမဲ့ပင်ကထဲကဘယ်မေးမှအသင့်ဖြစ်မနေတဲ့ကြောင်းဒါပေမဲ့တီးခံမှုနဲ့စေတနာထားရင်အရာအလုံးအဆင်ပြေသွားမှာပါလို့ရှင်းပြခဲ့ပါတယ်။ဒါပြင်စောင်းရသည်မှာအသက်ရှင်နိုင်ဖို့အတွက်မကြခင်မှာငန်းလေးကိုပြန်တန်းတက်အောင်တင်ပေးရမယ်လို့လည်းသတိပေးလိုက်ပါတယ်။ဒီပန်းနိုင်တဲ့အတူစောင်းရသည်မကုန်ခင်မှာငန်းလေးကိုစားတက်ရေကူးတက်ပြန်တန်းတက်အောင်ဆက်ရုပ်ကြီးကအစွမ်းကုန်စူးစမ်းတင်ပေးပေမဲ့သူမရဲ့စူးစမ်းမှုတွေကတိတ်ပြီးအောင်မြင်မှုမရခဲ့ပါဘူး။အနီးနားမှာတော့မြေခွေးကအရာအလုံးကိုစောင့်ကြည့်နေပြီးဆက်ရုပ်စီကနေအခွင့်အရေးယူဖို့အကြံစီရသွားပါတယ်။သူကသူ့ကိုယ်သူဖင်ကလိုမိတ်ဆက်ပြီးတောထဲမှာအသက်ရှင်ဖို့လိုအပ်တာမှန်သမျှကိုတင်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။သူတို့နှစ်ယောက်ပူးပေါင်းလိုက်ကြပြီး Finger Ross ကိုအသုံးချကကမာကောင်တွေကောက်ခိုင်းတာပြားရည်ရှာခိုင်းတာတောဝက်ဝင်စီကနေငါးခိုးခိုင်းတာတွေလုပ်ပြီးအစားအစာတွေရှာဖွေစေပါတယ်။ဘိုက်ကွာသွားတဲ့အခါမှာတော့သူ့ကတိတိုင်ငန်းလေးစားဖို့အတွက်မြေကြီးတွေကတီကောင်တွေကိုဆွဲထုတ်ပေးခဲ့ပါတယ်။ဒီလိုအကူအညီပေးနေပေမဲ့လည်းဒီငန်းလေးကတက်တန်းတိုတဲ့ငန်းပုမျိုးစိဖြစ်တဲ့အတွက်ကြာအသက်ရှင်နိုင်မယ်လို့မြေခွေးကမယုံကြည်ပါဘူး။အရွယ်အစားသိငယ်တဲ့အတွက်သူမပြန်တန်းနိုင်ပဲစောင်းရသည်ကိုဖျက်ကျော်နိုင်မှာမဟုတ်ဘူးလို့သူကထင်နေပါတယ်။ဒါပေမဲ့ Ross ကတော့သူမရဲ့တာဝန်ကိုဆက်လုပ်ချင်နေသေးပါ။ဒါကြောင့် Finger တောလယ်မှာခိုလုံရတစ်ခုတိစောက်ဖို့အကြံပေးလိုက်ပါတယ်။တစ်သားတွေကြောက်တုံးတွေကိုတုံးပြီး Ross တယောက်အိမ်တလုံးစောင့်နိုင်ခဲ့ပါတယ်။ဒီအတော်အတွင်းမှာငန်းလေးကစကားပြောတတ်လာပြီးသူ့အတွက်နာမည်တစ်ခုရွေးပေးဖို့အချိန်ရောက်လာပါပြီ။သူမရဲ့ program ကြောင့် Ross က1186လိုမျိုးကနန်းနာမည်တစ်ခုကိုအကြံပြုခဲ့ပါတယ်။ဒါပေမဲ့ Finger ဒီထက်ပိုပြီးပုဂ္ဂိုလ်ရေးဆန်တဲ့နာမည်မျိုးဖြစ်တဲ့တယ်လို့ရှင်းပြပါတယ်။ဒါကြောင့်ဆက်ရုပ်ကငန်းလေးရဲ့ဝိသေသလက္ခဏာတွေကိုအခြေခံပြီး Brightby လို့အမည်ပေးလိုက်ပါတယ်။
Bright Bill ကသူ့နာမည်အသစ်ကိုသဘောကျသွားပြီးညဘက်ရောက်တော့အိတ်ချင်လာကအိတ်ရဝင်ဖို့ပြင်ပါတယ်။အဲ့ဒီခါ Fink ကပုံမြင်တစ်ပုဒ်ပြောပြဖို့အကြံပေးပြီးစက်ရုံနဲ့ငန်းလေးတို့ရဲ့တန်ရောစင်နဲ့ခက်စင်စင်တူတဲ့ပုံမြင်လေးတစ်ပုဒ်ကိုပြောပြခဲ့ပါတယ်။မိခင်မြစ်တာအကြောင်းကိုအဓိကထားဖွဲ့စည်းထားတဲ့ပုံမြင်တစ်ပုဒ်ကိုညီကွေးကဖန်တီးပြောပြလိုက်တဲ့အတွက် Ross တယောက်အံ့သာသွားပါတယ်။ Fink ကဖုံးကွယ်ဖို့ကြိုးစားပေမဲ့သူ့ရဲ့ကလေးဘဝမှာဒီလိုချစ်ချင်းမြတ်တာတွေကင်းမဲ့ခဲ့တာကြောင့်နေတိုင်းဒီအကြောင်းကိုတွေးနေမိလဲဆိုတာကိုဖွင့်ဟဝန်ခံလိုက်ပါတယ်။နောက်ဆုံးတော့ Ross ဟာသူမရဲ့ဘက်ထရီတွေကိုအပြန်သွင်းဖို့ဆက်ပိတ်လိုက်ပြီး Bright Bill နဲ့ Fink ကိုလည်းသူမဘေးမှာအိပ်ပျော်သွားကြပါတယ်။နေ့ရက်တွေကုန်လွန်လာတာနဲ့အမျှငန်းလေးဟာလူပြိုပေါက်အရွယ်ကိုရောက်လာပေမဲ့ရေကူးတာနဲ့ပြန်တန်းတာကိုတင်ယူဖို့လိုအပ်နေစေပါ။ Fink ကသူ့ကိုရေကူးလေ့ကျင့်နိုင်ဖို့တောင်ကုန်းပေါ်ကနေရေကန်ထဲကိုပစ်ချပြီးစမ်းသပ်မှုတစ်ခုလုပ်ခဲ့ပါတယ်။ Bright Bill ကအပြင်းထန်ကြိုးစားရေကူးရင်သူ့မျိုးစားတူငန်းအုပ်ကြီးနဲ့တွေ့ဆုံကတငယ်ချင်းဖြစ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူဟာတောအုပ်ထဲကဘလူးကြီးကြီးပြင်းအောင်မွေးမြူထားတဲ့ငန်းပူလေးဆိုတာကိုလူတိုင်းကသိနေကြပါပြီ။ဒါကြောင့်မို့ငန်းတွေကသူ့ကိုလက်မခံပဲသူ့ရဲ့ထူးဆန်းတဲ့အပြုတ်မှုတွေကြောင့်အနှောက်အယှက်တောင်ပေးလာကြပါတယ်။လူပြိုပေါက်လေးကိုကင်မရာကနေစောင့်ကြည့်နေတဲ့ Ross က Bright Bill ဒုက္ခရောက်နေတာကိုမြင်တော့တွားကူညီပေးခဲ့ပါတယ်။စက်ရုပ်ကြီးရောက်လာတဲ့အတွက်ငန်းအုပ်ကြီးထွက်ပြေးသွားပေမဲ့မကြခင်မှာပဲကြောက်ပါဇက် Rock Mouth လို့ခေါ်တဲ့အသားစားငါးကြီးတစ်ကောင်က Bright Bill ကိုတိုက်ခိုက်ဖို့ကြိုးစားလာပါတယ်။ Ross ကတွားကယ်ဖို့ကြိုးစားပေမဲ့သူမခြေထောက်ကကြောက်တုံးနေကြညက်နေလို့အတင်းဆွဲထုတ်ခဲ့ရပါတယ်။တားကောင်ဖမ်းတဲ့ငါးကြီးက Bright Bill နားကိုပိုနီးကပ်လာခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးစက္ကန့်လေးမှာတင် Ross ရဲ့လက်ကငါးကြီးကိုဖမ်းဆုပ်လိုက်ပြီးအဝေးကိုလွှင့်ပစ်လိုက်နိုင်ပါတယ်။ငန်းလေးအနေနဲ့ကင်းသွားပေမဲ့တခြားငန်းတွေရောက်လာပြီးသူမမွေးခင်ကသူ့မိသားစုကိုတပ်ပစ်ခဲ့တာဒီစက်ရုပ်ကြီးပဲလို့ပြောပြလိုက်ကြပါတယ်။ဒီလိုပြောလိုက်တဲ့အတွက် Fink ကအရန်ဒေါသထွက်သွားပြီး Ross ကလည်းရှင်းပြဖို့ကြိုးစားပေမဲ့ Bright Bill ကတော့သူတို့နောက်ကိုသာလိုက်ပြီးခိုးလုံရအိမ်လေးစီကိုပြန်သွားခဲ့ပါတယ်။အိမ်ရောက်တော့လူပြိုပေါက်ငန်းလေးကအမှန်တရားကိုသိကျင်တယ်လို့တောင်းဆိုတာကြောင့် Ross ကသူ့အမေနဲ့အတိုက်ကိုမတော်တဆဖိမိခဲ့ကြောင်းဖွင့်ပြောပြလိုက်ရပါတယ်။ Brashmin ကအကြီးကျယ်ဒေါသထွက်သွားပြီးစက်ရုပ်ကြီးဟာတခြားငန်းတွေနဲ့အဝင်ခွင့်ကြမဖြစ်နိုင်ဘူးလို့ဆွဆွဲပါတော့တယ်။ Ross ဟာသူ့ရဲ့အမေရင်းမဟုတ်ဘူးလို့ပြောပြီးအိမ်ထဲကနေထွက်သွားခဲ့ရစက်ရုပ်ကြီးခင်ဗျာသူမဘာခံစားနေရမှန်းမသိလောက်အောင်ရှုပ်ထွေးသွားခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့ Ross ဟာသူမပထမဆုံးရောက်လာခဲ့တဲ့နေရာကိုပြန်သွားခဲ့ပြီးကွန်တိန်နာတစ်တာနဲ့အတူကျွန်းပေါ်ကိုပြုတ်ကျလာတဲ့တခြားစက်ရုပ်အစိပ်ပိုင်းတွေကိုပါတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအစိပ်ပိုင်းတွေကိုသုံးပြီးအမိုက်ကောက်စက်ရုပ်တရုပ်ကိုသူမတက်ဆင်လိုက်ပါတယ်။စက်ရုပ်ကိုအသက်သွင်းနိုင်တာနဲ့တပြိုင်နက် Ross ကသူမရဲ့မိခင်တာဝန်အသစ်အတွက်အကူအညီတောင်းလိုက်ပါတယ်။အမိုက်ကောက်စက်ရုပ်ကဒါကိုအံ့သာသွားပြီး Ross ရဲ့ program ကိုခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါသူမဟာမူလတာဝန်ကနေတွေးဖယ်သွားပြီဖြစ်လို့စက်ရုံကိုပြန်ခေါ်သွားရမယ်ဆိုတာကိုနားလည်သွားပါတယ်။ပြန်လည်ခေါ်ဆိုမှုလုပ်နိုင်ဖို့အတွက်အင်တာနက်အသစ်တစ်ခုကိုပါပေးခဲ့ပေမဲ့ Ross ကငြင်းဆန်ခဲ့ပါတယ်။ဘာလို့ရမှန်းမသိရှုပ်ထွေးနေတဲ့ Ross ဟာတောင်ထိပ်ကိုသွားခဲ့ပြီးအဲ့ဒီမှာ Fink နဲ့သွားတွေ့ပါတယ်။စက်ရုပ်ကသူမစက်ရုံကိုပြန်ရတော့မယ်လို့ယုံကြည်နေပေမဲ့အဲ့ဒီအချိန်လေးမှာပဲငန်းအုပ်ကြီးကျွန်းပေါ်ကနေပြန်တန်းထွက်ခွာသွားတာကိုမြင်လိုက်ရတဲ့အတွက် Bright Bill ပြန်တန်းဖို့တင်ယူရမယ့်အချိန်တွေကုန်ဆုံးတော့မယ်ဆိုတာကိုသတိပြုမိသွားပါတယ်။ငန်းလေးကစကားတွေအရင်ဆိုင်ပြောခဲ့ပေမဲ့လည်းအချိန်မနှောင်းခင်မှာသူ့ကိုကူညီပေးဖို့ Ross စန္ဒာရှိနေသေးပါ။ဒါကြောင့်သူမရဲ့တင်ယူနိုင်စွမ်းကိုသုံးပြီးငန်းတွေရဲ့လှုပ်ရှားမှုအားလုံးကိုလေ့လာက Bright Bill လေ့ကျင့်နိုင်မှုကြောက်တုံးတွေနဲ့ပြန်တန်းရလမ်းကြောင်းတစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။စက်ရုပ်ကြီးရဲ့စူးစမ်းအားထုတ်မှုတွေကိုမြင်တော့တောထဲကအကြီးဆုံးတစ်ပင်ကြီးကိုတူးဖော်နေတဲ့ Viva လေးပက်တလာက Ross အတွက်စက်ရုပ်ချတာအသစ်တစ်ခုတက်ဆင်ပေးခဲ့ပါတယ်။ဒါကြောင့်သူမဟာပုံမြန်ပြေးနိုင်လာပြီးလေ့ကျင့်ရေးကာလမှာ Bright Bill ကိုပြန်တန်းဖို့တွန်းအားပေးနိုင်ခဲ့ပေမဲ့ငန်းလေးကအမြဲတမ်းမြေကြီးပေါ်ပြုတ်ကျနေခဲ့ပါတယ်။ငန်းလေးတင်ယူနိုင်မဲ့တစ်ခုတည်းသောနီးလန်းကအတွေ့အကြုံရှိတဲ့ငှက်တကောင်စီကနေတင်ယူဖို့ပဲလို့မြင်တဲ့အခါ Ross နဲ့ Fink တို့ကအတွေ့အကြုံရင်တိတ်ငက်ကြီးတန်တာဘိုးစီမှာအကူအညီတောင်းခဲ့ကြပါတယ်။တိတ်ငက်ကြီးရဲ့တင် जा ပြသမှုတွေကြောင့် Bright Bill ဟာသူ့ရဲ့အတောင်ပံတိုလေးတွေကဖြောင်းဖြောင်းပြန်တန်းဖို့မဟုတ်ပဲကိုယ်ဝိုက်ဖို့နဲ့စိုက်ဆင်းဖို့အတွက်ဖြစ်တယ်ဆိုတာကိုရှာဖွေတွေ့ရှိသွားပါတယ်။နောက်ဆုံးတော့တင်ယူထားတာတွေကိုလက်တွေ့အသုံးချရမယ့်အချိန်ရောက်လာပြီး Ross ကလေ့ကျင့်ရေးမှာအတားအဆီးတွေအနေနဲ့ကွင်းတွေအများကြီးကိုတက်ဆင်ပေးခဲ့ပါတယ်။တန်တာဘိုးရဲ့အကူအညီနဲ့အတူ Bright Bill ဟာကောင်းကင်ယံမှာစတင်ပြန်တန်းလာပြီးပြေးလန်းစီကိုစိုက်ဆင်းလာကအတားအဆီးတွေကိုရှောင်တိန်ပြလိုက်လို့လူတိုင်းအံ့သာမှင်တက်သွားကြပါတယ်။ Ross ဟာငန်းလေးရဲ့လေ့ကျင့်မှုတွေကိုစောင့်ကြည့်နေစဉ်မှာပဲငန်းအုပ်ရဲ့ခေါင်းဆောင် Long Neck ရောက်လာပါတယ်။သူကငန်းလေးကိုပြန်တန်းတက်အောင်ကူညီပေးခဲ့တဲ့စက်ရုပ်ကြီးကိုဂုဏ်ပြုစကားပြောကြားခဲ့ပြီးအုပ်စုတွေကတခြားသူတွေကသူဟာထူးခြားတဲ့ငန်းတကောင်ဖြစ်နေလို့မနာလိုဖြစ်နေကြတယ်ဆိုတာကိုဝန်ခံခဲ့ပါတယ်။ဒါပေမဲ့ဆောင်းရာသီမရောက်ခင်ငန်းအုပ်ကြီးကျွန်းကနေထွက်ခွာတော့မှမို့လို့သူဟာတစ်ပတ်အတွင်းမှာပြန်တန်းမှုအတတ်ပညာကိုကျွမ်းကျင်အောင်သင်ယူရပါမယ်။ဒါကြောင့်စက်ရုပ်ကြီးကလေ့ကျင့်ရေးတွေကိုဆက်လက်ကူညီပေးခဲ့ပြီး Bright Bill ကိုဝင်ကျယ်တွေဆွဲခိုင်းတာလေတံကိုခံနိုင်ရည်ရှိအောင်ကျင့်တာမြေကြီးပေါ်ချီမချပဲပြန်တန်းရင်အစာစားတာတွေကိုသင်ပေးခဲ့ပါတယ်။ရွှေပြောင်းမသွားခင်နောက်ဆုံးရက်မှာတော့လူပြိုပေါင်ငန်းလေးဟာပင်လယ်ထဲကိုကြောက်တုံးတုံးတည်သွားပြီးပြေးလန်းစီပြန်တန်းလာတဲ့နောက်ဆုံးစမ်းသပ်မှုကိုပြုလုပ်ခဲ့ပါတယ်။ရုတ်တရက်ဆိုင်ဆင်းလာပြီးနောက် Bright Bill ဟာအပြစ်နာစာမရှိဆင်းသက်နိုင်ခဲ့ပြီးသူ့ရဲ့လေ့ကျင့်မှုတွေပြီးမြောက်သွားပြီဆိုတာကိုသက်သေပြလိုက်ပါတယ်။နောက်ဆုံးတော့ရွှေပြောင်းရမယ့်နေ့ရောက်လာပြီး Ross နဲ့ Fink တို့ကငန်းအုပ်ကြီးစီတွားရောက်နှုတ်ဆက်ခဲ့ကြပါတယ်။လောင်းနက်ကလူပြိုပေါင်လေးရဲ့တိုးတက်မှုကိုမြင်တော့ဝမ်းသာသွားပေမဲ့ဒါတွေအားလုံးဟာတောထဲမှာအသက်ရှင်ဖို့အခွင့်အရေးပေးခဲ့တဲ့စက်ရုပ်ကြီးရဲ့စေတနာတွေကြောင့်ပဲလို့သူ့ကိုသတိပေးလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါငန်းလေးဟာသူ့စက်ရုပ်ကြီးအပေါ်မတရားခဲ့ဘူးဆိုတာကိုနားလည်သွားပါတယ်။သူမထွက်ခွာခင်မှာသူပြန်လာတဲ့အခါ Ross တောထဲမှာရှိနေမလားလို့မေးခဲ့ပါတယ်။ဝမ်းနည်းစရာကောင်းတာကတော့သူမကတာဝန်ပြီးဆုံးသွားပြီဖြစ်လို့စက်ရုံကိုပြန်ရတော့မယ်ဆိုတဲ့အကြောင်းပြန်ဖြေခဲ့ပါတယ်။နှုတ်ဆက်လက်ဆောင်အနေနဲ့ Ross ကသူ့ကိုပခုံးပေါ်တင်ပြီးအတူတူပြေးလွှားကငန်းလေးပြန်တန်းနိုင်ဖို့အဟုန်ကိုဖန်တီးပေးခဲ့ပါတယ်။အဲ့ဒီနောက်စက်ရုပ်ကြီးကတောင်ထိပ်ကိုပြေးတက်သွားပြီးအဲ့ဒီမှာ Bright Bill ကသူမကိုနောက်ဆုံးနှုတ်ဆက်ပွဲလေးလုပ်ပေးခဲ့ပါတယ်။သူမဘာလို့ရမယ်ဆိုတာကိုသိနေပေမဲ့ Ross ကတောင်ထိပ်မှာနာရီပေါင်းများစွာရပ်နေခဲ့ပြီး Fink ကသူမကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။အခုဆိုရင်သူတို့နှစ်ယောက်စလုံးသဘောတူညီချက်တွေကိုဖြည့်ဆည်းပြီးသွားပြီမို့သူတို့ဘဝနဲ့သူတို့ဆက်လျှောက်လို့ရသွားပါပြီ။
ဒါပေမဲ့အမှန်တရားကတော့သူတို့နှစ်ယောက်စလုံးမခွဲခွာခြင်းကြပါဘူး။ဒါပေမဲ့ဆောင်းရာသီရောက်လာပြီဖြစ်လို့ဖင့်ခါဒီရာသီကိုဖျက်ကျော်ဖို့တခြားတရိတ်ဆန်တွေလိုပဲသူတွင်းထဲမှာပုံအောင်နေရပါတော့မယ်။ Ross ကတော့သူမရဲ့တာဝန်ပြီးမြောက်သွားပြီလို့ကြေညာလိုက်ပြီးအင်တာနာကိုဖွင့်ကပြုပြင်ဖို့အတွက်ပြန်လည်ခေါ်ဆိုတဲ့ message ကိုပေးပို့လိုက်ပါတယ်။နေ့ရက်တွေကုန်လွန်လာပြီး Brightfield ဟာငန်းအုပ်ကြီးနဲ့အတူဆက်လက်ပြန်တန်းနေရင်မုန်တိုင်းတစ်ခုကြောင့်စက်ရုံတစ်ခုထဲမှာဝင်ရောက်ခိုလုံခဲ့ရပါတယ်။အဲ့ဒီနေရာကိုလေ့လာကြည့်ရှုနေတုန်းငန်းလေးဟာ Ross နဲ့အရန်တူတဲ့စက်ရုပ်တရုပ်ပြုစုပြောထောင်နေတဲ့ပြောင်းကင်းတစ်ခုကိုတွေ့သွားပါတယ်။သူကစကားသွားပြောဖို့ကြိုးစားပေမဲ့တခြားစက်ရုပ်တရုပ်ဖြစ်နေတာကိုတွေ့လိုက်ရပြီးအဲ့ဒီစက်ရုပ်က Brightfield ကိုကျူးကျော်သူအဖြစ်သတ်မှတ်ကအချက်ပေးခေါင်းလောင်းတီးလိုက်ပါတော့တယ်။စက္ကန့်ပိုင်းအတွင်းမှာပဲလုံခြုံရေးစက်ရုပ်တွေစိုက်ခင်းထဲရောက်လာပြီးငန်းအုပ်ကိုရှင်းလင်းဖို့သူတို့လက်မောင်းကလေဆာအမြောက်တွေကိုအသုံးပြုကြပါတယ်။ရှုပ်ထွေးပွက်လောရိုက်နေတဲ့ကြားထဲကလောင်းနက်က Brightfield ကိုငန်းအုပ်ကိုဥဆောင်ပြီးထွက်ပေါက်စီခေါ်သွားဖို့ပြောလိုက်ပြီးသူကတော့စက်ရုပ်တွေကိုနှိပ်ကွေးသွားအောင်စူးစမ်းတားဆီးပေးပါတယ်။အဲဒီနောက်လူပြိုပေါက်လေးဟာသူတင်ယူထားတဲ့ပြန်တမ်းမှုစွမ်းရည်တွေနဲ့တခြားငန်းတွေကိုကွေးဝိုက်ဆိုင်စင်ပြန်တမ်းနည်းတွေတင်ပေးပြီးစက်ရုပ်တွေရဲ့ပြစ်ခတ်မှုတွေကိုအလွယ်တကူရှောင်တိန်နိုင်ခဲ့ပါတယ်။အစီအစဉ်ကအောင်မြင်ပေမဲ့စက်ရုပ်တရုပ်က Brightfield ကိုပြစ်မှတ်ထားလိုက်ပြီးတုတ်တင်ဖို့ပြင်နေပါတယ်။အဲ့ဒီအခါလောင်းနက်ကပြစ်ခတ်မှုကိုတားဆီးဖို့စက်ရုပ်ရှိကနေဝင်ပိတ်ရက်လိုက်ရာစက်ရုပ်လည်းဇဝေဇဝါဖြစ်သွားပြီးဘယ်ပြစ်မှတ်ကိုမှန်မှန်မသိပဲရန်တမ်းပြစ်ခတ်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲခိုလုံရအိမ်လေးထဲမှာ Ross နိုးလာပြီးငန်းလေးတစ်ခုခုအန်ဒီရဲ့ကြုံနေရပြီလို့စိုးရိမ်စိတ်တွေဝင်လာပါတယ်။စက်ရုပ်ကြီးဟာငန်းလေးဘေးကင်းရလားဆိုတာကိုတေချာသိချင်တဲ့အတွက်စက်ရုံကိုပြန်မဲ့အကြံစီကိုလက်လျှော့လိုက်ပါတယ်။မကြခင်မှာပဲဖင့်ခရောက်လာပြီးသူ့တငယ်ချင်းကိုပြန်တွေ့ရလို့ဝမ်းသာနေပေမဲ့သူတို့ရဲ့ခိုလုံရအိမ်လေးဟာမုန်တိုင်းကြောင့်ပျက်စီးသွားပြီလို့သတိပေးလိုက်ပါတယ်။ဒါတွေမကသေးပဲနှင်းတွေကတောအုပ်တစ်ခုလုံးကိုဖုံးလွှမ်းသွားလို့တခြားတရိတ်ဆန်တွေလည်းအန်ဒီရဲ့ကြုံနေရပါတယ်။ဖင့်ကမသွားဖို့တားနေတဲ့ကြားက Ross ကသူတို့ကိုကယ်တင်ဖို့အပြင်ထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့နှစ်ယောက်တောအုပ်တစ်ခုလုံးကိုလိုက်ရှာကြပြီးအေးတံကြောင့်ခိုက်ခိုက်တုံတွေကခိုလုံစရာလိုအပ်နေတဲ့တရိတ်ဆန်တွေကိုတွေ့ရှိခဲ့ပါတယ်။ Ross နဲ့ Fink တို့ဟာအသားစားသားရဲတွေဖြစ်စေတားကောင်တွေဖြစ်စေတကောင်ပြီးတကောင်ခိုလုံရာစီကိုခေါ်ဆောင်သွားခဲ့ကြပါတယ်။ဒီလောက်ကြိုးစားအထုတ်ပြီးနောက်မှာကယ်တင်ဖို့တကောင်တည်းသာကြံပါတော့တယ်။အဲ့ဒါကတော့တောဝက်ဝင်ကြီးပါ။သူမဟာပျက်စီးယိုယွင်းနေပြီးစွမ်းရည်တွေကုန်ကန်ပြီးဖြစ်နေပေမဲ့ Ross ဟာသူ့ရဲ့ဂူထဲကိုသွားပြီးဝက်ဝင်ကြီးကိုခိုလုံရာစီဘေးကင်းကင်းနဲ့ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကိုရောက်တဲ့အခါမှာတော့တားရဲတွေနဲ့တားကောင်တွေဟာငြိမ်ငြိမ်ချမ်းချမ်းအတူမနေနိုင်ဘူးလို့ထင်ကြတဲ့အတွက်ပြဿနာတွေရှာနေကြတာကိုတွေ့လိုက်ရပါတယ်။ Ross ကအရန်ကိုပင်ပန်းနှွမ်းနေပြီဖြစ်လို့အခြေအနေကိုမထိန်းချုပ်နိုင်တော့ပါဘူး။ဒါကြောင့် Fink ကဟင်းဟောက်လိုက်ပြီးလူတိုင်းကိုနားထောင်ဖို့ပြောလိုက်ပါတယ်။သူတို့အချင်းချင်းမနှစ်သက်ကြရင်တော့မှဒီခိုလုံရမှာအတူတူနေမှသာစောင်းရာသီကိုဖျက်ကျော်နိုင်ဖို့အခွင့်အရေးရှိမယ်လို့သူကသတိပေးလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲပိတ်သွားတော့မယ်စက်ရုပ်ကြီးကမုန်တိုင်းမပြီးမချင်းဘယ်တရိတ်ဆန်မှအချင်းချင်းမတိုက်ခိုက်ကြဖို့နဲ့အပြစ်ခတ်ရဲစဲကြဖို့တောင်းဆိုလိုက်ပါတယ်။အသက်ကယ်တင်ခံခဲ့ရတဲ့ဝက်ဝင်ကြီးက Ross ရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံလိုက်ပါတယ်။ဒါနဲ့ပဲတရိတ်ဆန်တွေအားလုံးဟာစောင်းရာသီကုံဆုံးတဲ့အထိနွေးနွေးထွေးထွေးနေဖို့ခိုလုံရမှာစုယုံနေထိုင်ကြပါတော့တယ်။ရပောင်းများစွာကြာပြီးနောက်မှာတော့နောက်ဆုံးမှာမုန်တိုင်းပြီးဆုံးသွားပြီးတောအုပ်ထဲကိုຫນွေဦးရာသီရောက်ရှိလာပါပြီ။အဲ့ဒီအချိန်မှာပဲငန်းအုပ်ကြီးကျွန်းပေါ်ကိုပြန်လည်ရောက်ရှိလာပြီး Ross ဟာ Brightfield ကိုပြန်တွေ့ကျင်စောနဲ့သူတို့စီကိုပြေးသွားခဲ့ပါတယ်။နောက်ဆုံးတော့သူမဟာအုပ်စုထဲမှာ Brightfield ကိုရှာတွေ့သွားပြီးအရင်ကနဲ့မတူပဲငန်းတွေအားလုံးကသူတို့ကိုဘေးကင်းရာစီလမ်းပြပေးခဲ့တဲ့အတွက်သူ့ကိုချီးကျူးဂုဏ်ပြုနေကြပါတယ်။ Fink လည်းအဲ့ဒီနေရာကိုရောက်လာပြီးလူပြိုပေါင်ကန်းလေးကိုပြေးဖက်လိုက်ပေမဲ့ဝမ်းနည်းစရာသတင်းတစ်ခုပါလာပါတယ်။အဲ့ဒါကတော့လုံခြုံရေးစက်ရုပ်ရဲ့ပြစ်ခတ်မှုကြောင့်လောင်းနက်အသက်ဆုံးရှုံးသွားရတဲ့သတင်းပါပဲ။ဒီလိုဝမ်းနည်းစရာတွေရှိနေပေမဲ့လူပြိုပေါင်ကန်းလေးကအုပ်စုကိုကျွန်းပေါ်ပြန်ခေါ်လာနိုင်ခဲ့ပြီး Ross နဲ့စကားပြောဖို့လိုတယ်လို့ဆိုပါတယ်။ဒါပေမဲ့ငန်းလေးဟာအခုဆိုရင်တခြားငန်းတွေနဲ့အတူအုပ်စုတစ်ခုရဲ့အစိပ်ပိုင်းဖြစ်နေပြီဆိုတာကိုမြင်တော့စက်ရုပ်ကြီးကဝင်မစွက်ဖက်ဖို့ဆုံးဖြတ်ပြီးထွက်သွားခဲ့ပါတယ်။ညနေဆောင်တော့ Ross ဟာပြေးလန်းစီကိုပြန်သွားပြီးသူမရဲ့သားလေးနဲ့အတူကုံဆုံးခဲ့တဲ့အချိန်တွေကိုပြန်လည်အမှတ်ရနေပါတယ်။ရုတ်တရက်တောအုပ်ထဲမှာအေယာမသင်္ဘောကြီးတစ်စင်းပေါ်လာပြီးအဲ့ဒီထဲကနေ Vontra လို့ခေါ်တဲ့ရေဘဝဲလက်တံတွေပါတဲ့စက်ရုပ်ကြီးတစ်ရုပ်ထွက်လာပါတယ်။ Ross ဟာသင်္ဘောတစ်စင်းပေါ်ကနေလာခဲ့ပေမဲ့ဟာရီကိန်းမုန်တိုင်းထဲမှာလမ်းပြောက်ပြီးဒီကျွန်းပေါ်ရောက်လာခဲ့တာလို့ Vontra ကပြောပြပါတယ်။အခုတော့သူမကိုစက်ရုံကိုပြန်ခေါ်သွားပြီးပြုပြင်မွမ်းမံမှုတွေလုပ်ကသူမရဲ့ program ကိုအနာဂတ်သုတေသနတွေအတွက်ခွဲခြမ်းစိတ်ဖြာရတော့မှာပါ။အဲ့ဒီနောက် Vontra က Ross ကိုသင်္ဘောပေါ်တက်ဖို့ပြောပါတယ်။ဒါပေမဲ့သူမမတက်ခင်မှာပဲ Fink ခက်ရောက်လာပြီး Brightfield ကသူမကိုတွေ့ကျင်နေလို့မသွားဖို့တားပါတော့တယ်။စက်ရုပ်ကြီးကလည်းသူမရဲ့ program ကိုဆန့်ကျင်ပြီး Vontra ကိုလိန်ညာကခိုလုံရအိမ်ကနေပစ္စည်းတစ်ခုသွားယူအောင်မယ်။ခဏနေရင်ပြန်လာခင်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ Vontra ကစက်ရုပ်တရုပ်ဟာဓာတ်ရိုက်အမိန့်ကိုဖီဆန်တာကိုလက်မခံနိုင်တဲ့အတွက်သူမနောက်ကိုစက်ရုပ်တက်သားတွေလွှတ်လိုက်ပါတယ်။ဒါအပြင်ပြစ်မှတ်ကိုပိုလွယ်လွယ်ရှာနိုင်အောင်တောအုပ်ထဲကိုအလင်းရောင်ပေးတဲ့ဒုံးကြီးတွေပစ်လွှတ်လိုက်ပါတယ်။ Ross နဲ့ Fink တို့ဟာတောကောင်တွေရဲ့အကူအညီနဲ့ထွက်ပြေးခဲ့ပေမဲ့မကြခင်မှာပဲစက်ရုပ်တက်သားတွေရဲ့ဝိုင်းရံပိတ်ဆို့တာကိုခံလိုက်ရပါတယ်။သူတို့ကစက်ရုပ်ကိုပြန်လာဖို့အမိန့်ပေးပေမဲ့ Ross ကငြင်းဆန်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့အခုဆိုသူမဟာတောရိုင်းစက်ရုပ်တရုပ်ဖြစ်နေပြီဖြစ်ပြီးသူမရဲ့အိမ်ဟာတောအုပ်နဲ့တငယ်ချင်းတွေသာဖြစ်လို့ပါပဲ။စက်ရုပ်တွေကဒီအဖြေကိုလက်မခံပဲပြစ်ခတ်မယ်လို့ချိန်ချောက်လာပေမဲ့တမင်ကြီးတကောင်ကရုတ်တရက်ဝင်တိုက်ပြီးတွန်းထုတ်လိုက်ပါတယ်။ Ross ကိုဖမ်းဖို့ကြိုးစားနေတဲ့စက်ရုပ်တွေနဲ့တရိတ်ဆန်တွေကြားတိုက်ပွဲကြီးဖြစ်ပွားလာပြီးတရိတ်ဆန်တွေအားလုံးကသူမကိုကာကွယ်ဖို့စုယုံလာကြပါတယ်။ဒါပေမဲ့လည်းစက်ရုပ်တရုပ်က Ross ကိုဖမ်းမိသွားတဲ့အခါအိုပိုဆန်တွေရောက်လာပြီးသူမကိုတေးချင်အောင်ဆောင်နေဖို့ပြောလိုက်ပါတယ်။ Ross ကနာခံလိုက်တဲ့အတွက်စက်ရုပ်ကြီးလည်းဇဝေဇဝါဖြစ်သွားပြီးအဲ့ဒီချိန်မှာဖင်းကလဲကျနေတဲ့တခြားစက်ရုပ်တရုပ်ရဲ့လက်မောင်းကအမြောက်နဲ့ပစ်ခတ်ပြီးဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Ross ဟာ Brightfield နဲ့ပြန်လည်ဆုံတွေ့ခဲ့ရပေမဲ့ Vontra ကအလိုလျောက်ဖျက်ဆီးမဲ့အမိန့်ကိုအသက်သွင်းလိုက်တာကြောင့်စက်ရုပ်တွေအားလုံးပောက်ကွဲသွားပါတော့တယ်။ပောက်ကွယ်မှုအရှင်ကြောင့် Ross ဟာတွန်းထုတ်ခံလိုက်ရပြီးစက်ရုံစီဦးတည်သွားနေတဲ့သင်္ဘောတွေကိုဆွဲသွင်းခံလိုက်ရပါတယ်။
တရိတ်ဆန်တွေဘာလို့ရမှမသိဖြစ်နေချိန်မှာ Brightby က Ross ကိုကယ်တင်ဖို့သူ့အဖွဲ့နဲ့အတူတင်မောစီကိုပြန်တန်းသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲစက်ရုပ်တွေရဲ့ပောက်ကွဲမှုကြောင့်တောအုပ်ထဲမှာမီးလောင်ကျွမ်းမှုတွေဖြစ်ပွားလာပြီး Fink နဲ့သူ့တငယ်ချင်းတွေကမီးမကူးဆက်အောင်တားဆီးရပါတော့တယ်။တင်မောထဲမှာတော့ထုတ်လုပ်သူက Ross ရဲ့မှတ်ဉာဏ်တွေကိုထပ်မံလေ့လာခြင်းတဲ့အတွက် Vontra ကမှတ်ဉာဏ်တွေကိုဖယ်ရှားတဲ့လုပ်ငန်းစဉ်ကိုစတင်နေပါပြီ။စက်ရုပ်ကြီးက Brightby ရဲ့မှတ်ဉာဏ်လေးကိုတော့ခြံထားပေးဖို့တောင်းဆိုပေမဲ့ Vontra ကညှင်းဆန်ပြီးမှတ်ဉာဏ်ထုတ်ယူတဲ့စက်ကိုအသက်သွင်းလိုက်ပါတယ်။ဒါဟာ Ross ရဲ့ညီကုန်းချုပ်ဖြစ်သွားတော့မယ့်ပုံပါပဲ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲ Brightby ရောက်လာပြီးတခြားငန်းတွေနဲ့အတူတင်မောကိုတိုက်ခိုက်ပါတော့တယ်။ Vontra ကသူမရဲ့လေဆာအမြောက်တွေနဲ့ပြန်လည်ခုခံပေမဲ့လူပြိုပေါင်ငန်းလေးဟာလေကာမန်စီကိုစိုက်ဆင်းသွားပြီးတင်မောထဲကိုဖောက်ဝင်သွားနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်သူဟာ Ross ကိုလိုက်ရှာရမှာထိုင်ကုန်ပေါ်မှာဘာတုံ့ပြန်မှုမှမရှိဘဲထိုင်နေတဲ့ Ross ကိုတွေ့လိုက်ရပါတယ်။သူမထာဝရပိတ်သွားပြီးတော့စိုးရိမ်သွားတဲ့ Brightby ဟာသူမအနာကိုချင်းကပ်သွားပြီးသူ့အရင်ကဆက်ဆံခဲ့တဲ့ပုံစံအတွက်တောင်းပန်ကသူမကိုချစ်ကြောင်းပြောရင်းသူတို့ပထမဆုံးစတွေ့တုန်းကလိုပဲအမေလို့ပထမဆုံးချိန်ခေါ်လိုက်ပါတယ်။ Ross ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမီးရောင်တွေပြန်လင်းလာပြီးသူမရဲ့မှတ်ဉာဏ်တွေအပြည့်အဝနဲ့ပြန်လည်အသက်ဝင်လာပါတော့တယ်။ပြန်လည်ဆုံတွေ့ပြီးနောက်သူတို့နှစ်ယောက်တင်ပေါ်ပေါ်ကနေထွက်ပြေးဖို့ပြင်ဆင်ကြပေမဲ့ Vontra ကတားဆီးလိုက်ပြီး Ross ရဲ့ခြေထောက်ကိုလေဆာအမြောက်နဲ့ပစ်လိုက်ပါတယ်။သူတို့ဘယ်လောက်ပဲထွက်ပြေးဖို့ကြိုးစားသူမကိုစက်ရုံကိုပြန်မပို့နိုင်မချင်းနောက်ကနေတကောက်ကောက်လိုက်နေမယ်လို့ချင်းချောက်လိုက်ပါတယ်။ဗလိမ္မာကြီးမထင်မှတ်ထားတာကတော့သူမစကားပြောနေတော့မှပဲ Ross ကသူမရဲ့ဖြုတ်တက်လို့ရတဲ့လက်တစ်ဖက်ကိုလွတ်လိုက်ပြီးခလုတ်ကိုဖွင့်လိုက်တာပါပဲ။အဲ့ဒီခလုတ်ကတန်လိုက်တက်ကိုအသက်သွင်းလိုက်ပြီး Vontra ကိုဆွဲငင်ကလုံးဝဖျက်ဆီးပစ်လိုက်ပါတယ်။ဒါပေမဲ့ဒီလိုဖြစ်သွားတဲ့အတွက်တင်ပေါ်မှာဝင်ပြီးသွားပြီးပောက်ကွဲတော့မဲ့အခြေအနေဖြစ်သွားတာကြောင့် Ross ဟာ Brightby နဲ့အတူခုန်ချရပါတော့တယ်။စက်ရုပ်ကြီးကစွမ်းရည်အနှစ်သာရ energy core ကိုဖယ်ရှားလိုက်ပြီးငန်းလေးကိုသူမကိုယ်ထဲထက်ကပြုတ်ကျတဲ့ဒဏ်ကနေကာကွယ်ဖို့သူမရဲ့နောက်ဆုံးကြံတဲ့စွမ်းရည်တွေကိုအသုံးပြုလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲတရိတ်ဆန်တွေကသူတူးနေတဲ့တစ်ပင်ကြီးကိုမြစ်ပတ်လှည့်ပေးဖို့ပက်ဒလာကိုအကူအညီတောင်းလိုက်ကြပါတယ်။သူတို့အားလုံးဝိုင်းပြီးအေယာမတစ်ပင်စီကြီးကိုတွန်းချလိုက်တဲ့အခါမြစ်ထဲကိုပြုတ်ကျသွားပြီးရေတွေအားလုံးတောအုပ်ထဲကိုပြန်ကျဲသွားကမီးလောင်မှုကိုအပြီးတိုင်ငြိမ်းသက်ပေးလိုက်ပါတယ်။လူတိုင်းဘေးကင်းသွားကြပြီးမြစ်ထဲကိုဘေးကင်းဆင်းသက်နိုင်ခဲ့တဲ့ Rossy ကိုအပြေးလွှားသွားကြပါတယ်။ဒီလိုအခြေအနေမျိုးမှာတော့မီးလောင်မှုကြောင့်တောအုပ်ကြီးအကြီးအကျယ်ပျက်စီးသွားပြီးခိုးလုံရအိမ်လေးလည်းပျက်စီးသွားပါတယ်။သူမကိုလာခေါ်ဖို့တခြားစက်ရုပ်တွေမကြခင်ပြန်ရောက်လာလိမ့်မယ်ဆိုတာကိုလည်းစက်ရုပ်ကြီးကသိနေပါတယ်။ဒါကြောင့်သူမစက်ရုံကိုပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မဟုတ်ရင်တောအုပ်တစ်ခုလုံးအန္တရာယ်ကြုံရပါလိမ့်မယ်။ Brightby နဲ့ Fink တို့ကစက်ရုပ်ကြီးကိုမနှုတ်ဆက်ချင်ကြပေမဲ့သူမကတနေ့ပြန်လာခဲ့မယ်လို့ကတိပေးပါတယ်။ဒါနဲ့ပဲသူမရဲ့အင်တင်နာကိုဖွင့်လိုက်ပြီးတင်မောနဲ့အတူထွက်ခွာသွားခဲ့ပါတယ်။ဒါအကျုံးပေါ်မှာသူမဖန်တီးခဲ့တဲ့အိမ်နဲ့မိသားစုကိုကာကွယ်လိုက်တာပါပဲ။လာပေါင်းများစွာကြာသွားတဲ့အခါခိုလုံရအိမ်လေးကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပြီးအခုဆိုရင်စောင်းရသည်မှာလူတိုင်းအကာအကွယ်ယူဖို့နေရာတစ်ခုဖြစ်လာပါပြီ။ညဘက်တွေမှာတော့ Fink ကသူ့အကျွမ်းကျင်ဆုံးဖြစ်တဲ့ပုံမြင်ပြောခြင်းကိုလှုပ်ဆောင်ပြီးတောအုပ်ကိုကယ်တင်ခဲ့တဲ့တတိရှိတဲ့စက်ရုပ်ကြီးအကြောင်းကိုလူငယ်လေးတွေကိုပြောပြနေပါတယ်။နောက်ဆုံးမှာတော့သူမနှုတ်ဆက်ထွက်ခွာသွားရပေမဲ့တနေ့ပြန်လာမယ်လို့လူတိုင်းကမျှော်လင့်နေကြပါတယ်။တစ်ချိန်တည်းမှာပဲငန်းအုပ်ကြီးဟာထပ်မံရွှေ့ပြောင်းလာကြပြီးပြောင်းခင်းထဲမှာစက်ရုပ်ယူနစ်အတော်များများအလုပ်လုပ်နေတဲ့စက်ရုံကိုဖျက်ကျော်သွားကြပါတယ်။အဲ့ဒီထဲမှာမှတ်ဉာဏ်တွေအဖြတ်ခံလိုက်ရပြီးသူမရဲ့ program အတိုင်းဆက်လုပ်နေတဲ့ Ross လည်းပါဝင်နေပါတယ်။အဲ့ဒီချိန်မှာ Brightby ရောက်လာပြီးသူမအနာကိုချင်းကပ်ဖို့ကြိုးစားပါတယ်။ Ross ကသူ့ကိုမမှတ်မိတော့ဘူးလို့သူကစိုးရိမ်နေပေမဲ့ဖျက်ပစ်လိုက်တဲ့မှတ်ဉာဏ်တွေတောင်သူတို့နှစ်ယောက်ကြားကတန်ရုံးစင်ကိုမဖျက်ဆီးနိုင်ခဲ့ပါဘူး။စက်ရုပ်ကြီးကသူမရဲ့ကလေးတွေကိုပြန်အမှတ်ရသွားပြီးသူ့ကိုပွေ့ဖက်ကမကြခင်တောအုပ်စီပြန်လာခဲ့မယ်လို့ကတိပေးလိုက်ပါတော့တယ်။